စိတ်ဓာတ်ခံခံမာမာနဲ့ဒီမိုကရေစီလမ်းကြောင်းအတိုင်းရှောင်လန်းကြဖို့လိုပါတယ်။ဘာဒီမိုကရေစီလဲလီးပဲရမယ်လို့ပြောအဲ့ဒီမိုကရေစီတော့မရဘူး။စောက်ရဲကိုမပါတာ။ဘာဒီမိုကရေစီလဲ။စောက်တူရဝင်ခြင်းနဲ့ငါလိုမမေးလိုတွေဖေမနိုင်မဲနဲ့ပဲကြီးစားခြင်းနဲ့ကောင်း။အဲ့ဒီသမ္မတကြီးကိုမရောက်လိုက်လီးပြပလိုက်တယ်။လီးပါကွာလက်နဲ့ကင်ထားတာပဲ။နိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ငါလိုမကိုမေကိုလိုငါတို့အပြတ်ချိန်ဖို့မနှုတ်ပါနဲ့အားလုံးလူသားတွေပါနိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ငါလိုမကိုမေကိုလိုတပ်မတော်ကာကွယ်ဦးစီးချုပ်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်ဖြီလောက်စိတ်ခင်လျှော့ဗျားတို့ကအနေစားမပြတ်ဘူးလေအခုမဟုတ်ဘူးလေခင်ဗျားတို့ကကိုချင်းစာစိတ်မှမရှိတာတိုင်းပြည်လောက်ကြီးပြတ်သွားတယ်မသိတဲ့ပြည်သူလူထုတွေအများကြီးပေးဆက်လိုက်ရပြီအိုးအိမ်တွေနေရာတွေဒေသတွေခင်ဗျားတို့ဘာလုပ်ပေးနိုင်တော့ကျုပ်တို့ကအခုဒလန်ဆိုပြီးတက်ခံရတဲ့အချိန်မှာဒီလိုတပ်မတော်အင်ဂျင်တော်ဝှက်ပြီးတော့မှပြောနေတာခင်ဗျားတို့ခေါင်းဆောင်နေမဟုတ်ဘူးလားလက်ချိုးရလို့မရဘူးလားနိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်မင်းတို့ဘယ်တော့သတိရှိလဲရောက်မေလို့အဲ့တရားဝင်ဆိုရအောင်ဒီမေလို့တွေကိုမချိန်မုန်းနိုင်ဘူးလားတပ်မတော်ကာကွယ်ဦးစီးချုပ်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်နိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ဒီမေတွေကိုမထိန်ခင်ဗျားတို့မချိန်မုန်းနိုင်ဘူးလားဟာမဟုတ်တော့ဘူးဗျာကျွန်တော်စိတ်ပြက်သွားတယ်ဗျာအေးချမ်းသွားနေတိုင်းနဲ့ပြည်သူလူထုကတွဲပြီးအကြမ်းဖက်လက်နက်ကင်လို့ချိန်ညာထားတာခင်ဗျားတို့ချိန်ညာထားတာခင်ဗျားတို့အပြတ်ချိန်ဖို့မနှုတ်ပါနဲ့အားလုံးလူသားတွေပါဟုတ်တယ်ကျုပ်တို့တက်မတော်သားအင်အားလက်ကားရလာတာမဟုတ်ဘူးတက်မတော်သားတယောက်ဖြစ်ဖို့မလွယ်ဘူးရှင်းလားစိတ်မကောင်းလောက်ခင်ဗျားတို့လောက်တာမားနေတယ်ရှင်ကမှန်းနေကြပြီပြက်ကျင်းပြီးတော့အပြက်ပြောရမှာဘယ်နိုင်ငံခင်ဗျာဒီလောက်ဒီတိုင်းပြည်ကို၄နှစ်အတွင်း၄နှစ်ပြည့်တော့မယ်ဖို့ဖို့မမချေဝအောင်လုပ်လိုက်တာအဲ့ဒါ ပေးဆက်လိုက်ရတဲ့အသက်တွေစီးစိမ်တွေဥစ္စာတွေဟုတ်တယ်ဘာမှမရကြမရှိတော့ဘူးတပ်မတော်ကာကွယ်ဦးစီးချုပ်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်လီးပြပလိုက်တယ်လီးပါကွာလက်နဲ့ကင်ထားတာပဲ